မိမတွေကိုတညတာအတွက်ပဲလိုချင်တဲ့သူတွေကအောင်းနိုင်သူတွေဖြစ်နေကြပြီးတဘောလုံးစာအတွက်လိုချင်တဲ့သူတွေကတော့ခွေးတစ်ကောင်တစ်တောင်ပိုဆိုးတဲ့ရှုံးနေမှုမျိုးနဲ့ရင်ဆိုင်နေရတတ်ပါတယ်မိမတွေဟာသူတို့ကိုကစားနေတဲ့သူကိုချစ်စစ်လို့တတ်မှတ်ပြီးတစ်သက်လုံးစောင့်ရှောက်ချင်တဲ့သူတွေကြတော့အကိုလူဒါမှမဟုတ်ခိုင်းစီတယောက်လိုဆက်ဆံတတ်ကြတယ်နောက်ဆုံးမှာတော့သူတို့တွေ့တဲ့တမယောက်ျားတွေဟာလူယုံမာတွေကြီးပဲလို့သူတို့ညီးသွားလိမ့်မယ်အချစ်တူတွေအတွက်မျက်ရည်တွေအချိန်ချင်းကြားခဲ့ပေမဲ့သူတို့အတွက်တက်ပေးပြီးတိုက်ပွဲဝင်ပေးတဲ့ယောက်ျားတစ်ယောက်ကိုတော့အကျုံးတစ်ပွင့်တောင်သူတို့မပေးခဲ့ပါဘူးစိတ်ပညာပူးပူးကြတဲ့အတွက်ပေါ့ပေါ့လုပ်ထားတာAl piano, remix.